ခေါ်မှာစောင့်နေတာပြန်လာပါပြီလို့ဖေးဘာတွေဝယ်လာလား 我那有的，这就是那个，中国的人家本的，这本的，嘿， အဲစောင့်နေရပဲ 我表弟， ဝမ်းနဲ့ယူတာကြိတ်တာလေ 我们家有猪了，我表弟， ငါပြောရမဲ့တယ်ရော 我表弟他们那天都在太阳。 ဟုတ်နေလိုက်တာဖေးဒီမှာအိမ်ဦးနဲ့ကြည်ရတော့အလောက်က 欧七月， ဟဲအုံချီရတယ်ပြန်ရတာ 花又回来了， ဟဲအုံချီရဟုတ်ဘူးငါပြည့်ရင်နဲ့တို့တယ်ဟိုဟာ 花又， ခေါ်တော့မတက်ဘူးစားကောင်းတယ် 考验欧七月鱼， အုံချီရကလည်းမဟုတ်ဘူးရှင်ဖြန်းဖြောင်းလေးနဲ့စားကောင်းနေရော ဒီကြီးရတာအဲ့ဒါလည်းငါပြည့်တော့ကအဲ့ဆိုဒီနေ့ညဝမ်းနဲ့ယူချက်စားမယ် 啊，那边那水，那边那水的，嘿。 အိမ်ဦးနဲ့ကတော့အလောက်8နိုင်ခွဲလွတ်တယ်သူကပြန်လာတော့ဈေးဝယ်လာစပိုးရွတွေလည်းကောင်းနေရော ဒီလိုပြောရဲဒါဝန်နဲ့ရောတပန်းက30နှစ်ပန်းကိုလည်း60ဘူးတာ တန်းတယ်နော်60 ဒါတခွာပြီးတော့တခွာပြီးအဲ့ဒါတောင်းတခွာပြီးပါဟိုမှာ မိုင်းလေ ဒါဒီနေ့ကျော်ဒီမှာကြတယ် ဗမာကြီးဆက်တာလားဟုတ်လားကောင်းတော့ ပို့ချက် အော်ချက် အဲဒီကဝန်နဲ့ရောချက်စားမယ်ဒီကနောင်နေ ဝမ်းနဲ့ယူလည်းစားခြင်းတယ်ညကြော်လေးလည်းစားခြင်းတယ်ငါပြည့်လည်းစားခြင်းတယ်ဟောအဲ့ဆိုရင်ဖေးဝမ်းနဲ့ယူချက်ပြီးငါပြည့်ကြုံနေနော်ဟုတ်ဖုန်းပိတ်လိုက်တော့